ဒါဆိုရင်နောက်တစ်ပုတ်面積電車に乗るのは嫌だが他に手段がないので何々တဲ့ဒါဆိုရင်လူပြည်နေတဲ့ယထာမှာစီးရတာမကြိုက်ပေမဲ့လေတခြားတော့手段နီလန်းမရှိတော့တဲ့အတွက်ကြောင့်မို့လို့ကိုလက်တဲ့နော်ဒါဆိုရင်1番ကကြတော့乗るものではない2番乗りようがない3番乗らないわけにはいかない4番乗らなくても構わないဒါဆိုရင်1番ကိုစဉ်းစားကြမယ်乗るものではないものではないဆိုတာကမလုပ်တင်ဘူးနော်မလုပ်တင်ဘူးဆိုတဲ့အတိတ်ပဲရှိရဲ့ grammar pattern လေးနော်ဥပမာစာကြောင်းနဲ့ဆိုရင်ဟိတိုဝဓမ္မစုမွနိုဒေဝနိုင်လူကိုမလေးစားတင်ဘူးအခုဒီမှာဆိုရင်မစီးတင်ဘူးဆိုတာမျိုးဖြစ်သွားလိမ့်မယ်နော်တခြားနီးလန်းမရှိတော့တဲ့အတွက်ကြောင့်မို့လို့မစီးတင်ဘူးဆိုတော့အတိတ်ပဲမရှိဘူးအဲကြောင့်မို့1番မားတယ်2番နော်ရီယောဂနိုင်ယောဂနိုင်ဆိုတာကကြတော့လှုပ်ချင်ပင်မဲ့လေလှုပ်ဖို့နီးလန်းမရှိတော့ဘူးဘလို့မှလှုပ်လို့မရတော့ဘူးဆိုတဲ့အခြေအနေမှာသုံးတဲ့စကားလုံးလေးသူကကြတော့ mask ကိုဖြုတ်ပြီးတော့မှယောဂနိုင်ပေါက်တာပေါ့နော်အဲဆိုရင်ရှိမှဆိုရင်ရှိယောဂနိုင်နော်ရှိယောဂနိုင်လှုပ်ရှားနီလန်းမရှိတော့ဘူးနော်အီမတ်ဆိုရင်အီယောဂနိုင်ပြောစရာစကားမရှိတော့ဘူးနော်ဖော်ပြလို့မရတော့ဘူးနော်တဆုခဲတို့ကူညီတဲ့တဆုခဲယောဂနိုင်ဘလို့မှကူညီလို့ကိုမရတော့ဘူးအဲ့လိုအခြေအနေမှာဘလို့မှကိုလိုက်လို့ကိုမရတော့ဘူးသူနဲ့ဆက်သွယ်ခြင်းနဲ့နော်ရန်ရခုလုပ်ခြင်းနဲ့ဒါပေမဲ့သူ့ရဲ့ရန်ရခုစက်ကိတွေဘာမှမသိဘူးအဲဒါကြောင့်မလို့ရန်ရခုရှိယောဂနိုင်နော်ရန်ရခုလုပ်လို့မရဘူးနီလန်းမရှိဘူးအခုဒီမှာဆိုရင်နော်ရီယောဂနိုင်စီးဖို့နီလန်းမရှိဘူးဆိုတဲ့ပုံစံမျိုးဖြစ်သွားလိမ့်မယ်စီးဖို့နီလန်းမရှိဘူးเนาะဒီယထာပြည်နေတဲ့ယထာမှာမစီးချင်ဘူးမကြိုက်ဘူးစီးရတာမကြိုက်တဲ့အတွက်ကြောင့်မို့လို့တခြားနီလန်းမရှိတော့လို့စီးလို့မရတော့ဘူးဆိုတဲ့ပုံစံဖြစ်သွားလိမ့်မယ်သူကအခုဒီတခြားနီလန်းမရှိလို့ဒီယထာမှာပဲစီးပြီးပြန်လာရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောချင်တာဒါပေမဲ့အခုဒီနိဗ္ဗာန်ကကျတော့စီးလို့မရတော့ဘူးဘလို့မှနီလန်းမရှိတော့ဘူးအဲ့လိုအခြေအနေမှာတွဲသုံးလို့ရှိရ grammar ဖြစ်တဲ့ကြောင့်မလို့ဒီမှာဆိုရင်နိဗ္ဗာန်လည်းမကိုက်ညီပါဘူးเนาะဒါဆိုရင်3番ကကျတော့ノラナイワケニワイカナイเนาะ9ワケニワイカナイနော်မလုတ်ပဲမရတော့ဘူးနော်မလုတ်လို့မရဘူးလုတ်ရမယ်မလုတ်ပဲမနေနိုင်တော့ဘူးဒါဆိုရင်ဥပမာစာကြောင်းနဲ့ဆိုရင်ယခုစကုရှိတန်တော့တဲ့イカナイワケニワイカナイနော်ဂတိပေးထားလို့မသွားပဲမနေနိုင်ဘူးရှိကိုတိုတာခါရယာရနိုင်ဝခေနီဝイカナイအလုတ်ဖြစ်တဲ့အတွက်ကြောင့်မလို့မလုတ်ပဲမနေနိုင်ဘူးအဲ့လိုအခြေအနေမှာသွေးသုံးလေးရှိတဲ့ grammar လေးနော်မလုတ်ပဲမရတော့ဘူးဒီဟာလုတ်ကိုလုတ်ရတော့မယ်နော်အခုဒီမှာဆိုရင်ဟိုကနီရှုဒန်အခြားနီလန်းမရှိတော့တဲ့အတွက်ကြောင့်မို့လို့မစီးလို့မရတော့ဘူးเนาะမစီးလို့မရတော့ဘူးလူများတဲ့ဒီ main တင်ရှာเนาะလူပြည်နေတဲ့ယထာမှာစီးရတာမကြိုက်ဘူးဒါပေမဲ့တခြားနီလန်းမရှိတော့တဲ့အတွက်ကြောင့်မို့လို့မလုပ်လို့မရတော့ဘူးမစီးလို့မရတော့ဘူးဒါပဲစီးရတော့မယ်အဲကြောင့်လို့အဖြစ်မှန်ကဒီမှာဆိုရင်3番ဖြစ်ပါတယ်ဒါဆိုရင်4番ノラナクテモカマワナイノラナクテモカマワナイမစီးလေးပဲကိစ္စမရှိဘူးเนาะနကုတေမိုခမဝနိုင်ကကျတော့ကိစ္စမရှိဘူးမလုပ်လေးပဲကိစ္စမရှိဘူးအဲဆိုရင်မစီးလေးပဲကိစ္စမရှိဘူးအခုဒီမှာဆိုရင်မစီးလေးပဲကိစ္စမရှိဘူးဆိုတော့မာသွားပြီเนาะဒါဆိုရင်ရမယ်เนาะဒါဆိုရင်နောက်တစ်ပုတ်テレビ番組でテレビအစီအစဉ်ထဲမှာရှိခိုင်အခမ်းအနားမူကမေးမယ်ဒီအင်တာဗျူးတဲ့လူကမေးရပေါ့เนาะ薬はどうして水以外の飲み物で飲んではいけないんでしょうか医者がပြန်ပြင်မယ်それはお茶やジュースで飲むと薬の効き目に影響が出る何々တဲ့အဲဆိုရင်ဒီမှာအခမ်းအနားမူဒီမေးတဲ့သူကမေးမယ်ဆေးကိုဘာကြောင့်ရေအပြင်တခြားတောက်ဆရာတွေနဲ့တောက်လို့မရတာလေပေါ့နော်ဒါဆိုဆရာကပြန်ပြင်မယ်အဲ့ဒါကဒီအချလက်ဖက်ရည်တွေနော်လက်ဖက်ရည်တွေဂျူးစုဖြော်ရည်တွေနဲ့တောက်လို့ရှိရင်ခုစရီနော်ခိခိမေဆေးအာနိတင်အပေါ်ကိုပေါ့နော်ဆေးအာနိတင်အပေါ်ကိုအင်ကျော်တက်ရောက်မှုတွေကဒီလူထွက်လာတယ်ပေါ့နော်တက်ရောက်မှုရှိတယ်ကွက်လက်တဲ့နော်ဒါဆိုရင်1番ことがあるためです。2番、ことにするためです。3番、ことがあるはずです。4番、ことにするはずです。だそういうことが、の、ことがら、ことにら、あるためら、あるはず、の、あるはずら、そらご、言うやろめ。ことにする。ことにする、そらが、こがဆုံးဖြတ်ထားတဲ့အရာကိုပြောတဲ့အချိန်မှာတွေ့သုံးလက်ရှိတဲ့ grammar လေးလေဟုတ်တယ်မလား毎日運動することにしたနေ့တိုင်းအကစားလုပ်ဖို့ဆုံးဖြတ်ထားပါတယ်ことにしたเนาะことにするနေ့တိုင်း毎日運動することにしたเนาะနေ့တိုင်းအကစားလုပ်ဖို့ဆုံးဖြတ်ထားပါတယ်ကိုကဆုံးဖြတ်ထားတဲ့အချိန်ဒီမှာတွေ့သုံးလက်ရှိတဲ့ grammar ကြီးလေဒါဟုတ်တယ်မလားことにするထားမယ်ဆိုတော့ကိုကဆုံးဖြတ်ထားတဲ့အတွက်ကြောင့်မို့လို့เนาะအားကြောင့်မလို့ဒီမှာဆိုရင်ことにするဆိုတာနဲ့တင်2番နဲ့4番ကပေးလို့ရနေပြီเนาะအဲ့ဆိုရင်1番နဲ့3番はずですလားထားမယ်ですလားဒါဆိုရင်ことがあるထားပြီですအဲ့ဆိုရင်ことがあるဆိုတာကကျတော့ဒီလိုအခြေအနေတွေရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။နောက်တစ်ဆိုရင်ဒီမှာဆိုရင်အရှိမဆေးရဲ့အနိတင်တက်ရောက်မှုမှာလွှမ်းမိုးမှုတွေ
ရှိတဲ့အတွက်ကြောင့်မို့လို့ဖြစ်ပါတယ်နော်အေကျော်ကဒေရုကုတိုကအာရုထမေဒက်မကိုက်ညီဘူးလားကိုက်ညီတယ်အဲကြောင့်မလို့အဖြစ်မှန်ကအချိပန်ဖြစ်ပါတယ်ဟာစုဆိုတာတေချာပေါက်ဖြစ်တဲ့ခါတွေဝခရုဟာစုတာတူလာမှာတေချာပေါက်ဖြစ်တဲ့ဆိုတဲ့အခြေအနေမှာသွေးသုံးလေးရှိတဲ့ grammar လေးအဲကြောင့်မလို့အခုဒီမှာဆိုရင်မကိုက်ညီဘူးနော်အဲကြောင့်မလို့အဖြစ်မှန်ကအချိပန်ဖြစ်ပါတယ်နော်ဒါဆိုရင်နောက်ဆုံးပုတ်ဝတရှိဝနေကိုအရေရုဂီတဲ့နေကိုနီဆာဝရုတို体が痒くなってしまうのだが猫は好きなので見るとスイ何々でそのがတဲ့ကြောင်အလက်ဂျစ်ပေါ့နော်ကြောင်အလက်ဂျစ်ရှိပြီးတော့မှာပေါ့နော်ကြောင်အလက်ဂျစ်ရှိတယ်ကြောင်ကိုထိလိုက်ရင်သူ့ရဲ့ခန္ဓာကိုယ်ကရားလာတာဖြစ်ပေမဲ့လေသူကကြောင်ကိုထိလိုက်တာနဲ့ခန္ဓာကိုယ်ရားလာတယ်ဖြစ်ပေမဲ့လေနော်ဒါကပါနေဒါကဖြစ်ပေမဲ့လေကြောင်ကိုချစ်တဲ့အတွက်ကြောင့်မို့လို့မြင်လိုက်တာနဲ့စွိနောက်ဆုံးမှာတော့ကွက်လက်သွားပါတယ်ဒါဆိုရင်စာကြောင်အနေထားကြည့်မယ်ဆိုရင်တောင်မှသူကကြောင်အလက်ဂျီရှိတယ်ဒါပေမဲ့ကြောင်ကိုအရန်ချစ်လို့မိလိုက်တာနဲ့ကြောင်ကိုထိမိသွားတယ်ထိချင်သွားတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပဲလာမှာပေါ့နော်ဒါဆိုရင်1番触ってみたがっている2番触ってみたくなってしまう3番触ってみて欲しがっている4番触ってみて欲しくなってしまうဒါဆိုရင်1番ကကျတော့触ってみたがっているနော်ဒါဆိုရင်触ってみたがるကနေလာတယ်နော်触ってみたがるバッタがるကကျတော့တယောက်ကလှုပ်ချင်တဲ့အခြေအနေကိုပြောချင်တဲ့အချိန်မှာတွေးသုံးလို့ရှိတဲ့ grammar လေးနော်ဒါဆိုညီမလေးကဂျပန်သွားချင်နေတဲ့妹は日本へ行きたがっているနော်ညီမလေးကဂျပန်ကိုသွားချင်နေတယ်ကိုအကြောင်းကိုပြောချင်တဲ့အချိန်တွေမှာバッタがるကိုမတွဲဘူးသူများသွားချင်တယ်သူများလှုပ်ချင်တယ်ဆိုတဲ့အခြေအနေမှာဘတ်တာဂါရုကိုတွေးသုံးမယ်အခုဒီမှာကျတော့သူကဝတ်တရှိဖြစ်နေလေသူကိုယ်တိုင်ကပြောနေတာကျွန်တော်ကလေကြောင်အလက်ဂျီရှိတယ်ဒါပေမဲ့ကြောင်ချစ်တဲ့အတွက်ကြောင့်မလို့ကြောင်ကိုမြင်လိုက်တာနဲ့နောက်ဆုံးမှဆိုရင်ထိမိသွားချင်တယ်ထိချင်သွားတယ်ဆိုတဲ့ပုံစံမျိုးပဲလာမယ်အခုဒီမှာသူကိုယ်တိုင်ပြောနေတဲ့အတွက်ကြောင့်မလို့ဒီဘတ်တာဂါရုကတခြားသူတွေလှုပ်ချင်တဲ့အရာကိုပြောတဲ့အခါမှာသုံးလက်ရှိတဲ့ grammar လေးဖြစ်တဲ့အတွက်ကြောင့်ဒီမှာဆိုရင်အချိပန်ကမကိုက်ညီတော့ဘူးအဲဆိုရင်သူနဲ့ဂတ်တေအီရုနဲ့တူနေတာက3番ဟုတ်တယ်မလားဟိုရှိဂတ်တေအီရုဖြစ်နေတဲ့အတွက်ကြောင့်မလို့3番လဲမာနေပြီဒါဆိုရင်2番နဲ့4番နော်2番触ってみたくなってしまうဒါဆိုရင်ဒီမှာဆိုရင် grammar နှစ်ခုဖြစ်နေတယ်နော်触ってみたくなるဆိုတာက触ってみたいပေါ့နော်ကင်ချင်လာတယ်触ってみたいကနေလာတယ်触ってみたいနော်အဲ့ဒါကိုမှတိုင်ဤကိုခုပြောင်းပြီးတော့なってしまうဒါဆိုရင်触ってみたくなるပေါ့နော်みたくなるအဲ့ဆိုရင်ကင်ချင်လာတယ်しまうဆိုတာကကြတော့တတိမထားမိခင်မှာသူ့အလိုလိုဖြစ်သွားတဲ့အရာဟုတ်တယ်မလားတတိမထားမိတဲ့အချိန်မှာဖြစ်သွားတဲ့အရာနော်ဝါရတေしまったမတော်တဆရည်မိသွားတယ်နေတဲ့しまったအိပ်ပျော်သွားခဲ့တယ်ဒါဆိုရင်ဒီမှာဆိုရင်触ってみたくなってしまうဒါဆိုရင်ကင်ချင်သွားခဲ့တယ်ပေါ့နော်ကင်ချင်လာခဲ့တယ်ကင်ချင်မိသွားခဲ့တယ်ဒါဆိုရင်ကြောင်ကိုချစ်လုံးလုံးမိလိုက်တာနဲ့နောက်ဆုံးမှာတော့ကင်ချင်မိသွားခဲ့တယ်မကိုက်ညီဘူးလားနော်အဲကြောင့်မလို့အဖြစ်မှန်က2番ဖြစ်ပါတယ်ဒါဆိုရင်4番ကကျတော့触ってみて欲しくなってしまうတဲ့နော်触ってみて欲しいကကျတော့ကင်စေချင်တယ်နော်ကင်စေချင်တယ်ထိစေချင်တယ်ပေါ့နော်触ってみて欲しいကကျတော့ထိစေချင်တယ်ခုなってしまうလုံးဝ欲しくなってしまうတွေးသုံးလဲမရှိဘူးเนาะဒီ4番ကလုံးဝကိုမားနေတဲ့စာကြောင်းလေးเนาะအဲကြောင့်မလို့အဖြစ်မှန်က2番ဖြစ်ပါတယ်ဒီမှာနဲ့အတူပို့ပြီးတော့မှမိခိုးဟောင်းတွေ reading တွေကိုလေ့လာချင်နေဆိုရင်ကတော့ N2 Ocean with you class နဲ့ reading practice class ပေါ့နော် reading တီးတန့်တင်ပေးထားတဲ့ practice class ဆိုပြီးတော့မှအတန်းဖွင့်ထားပါတယ်အဲဆိုရင်ဒီအတန်းမှာဘယ်လိုမျိုးပုံစံနဲ့လေ့လာရမှာလဲဘာတွေတင်ထားပေးရလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှအနေငယ်ရှင်းပြချင်ပါတယ်အဲဆိုရင်ဒီမှာ N2 Ocean with you class မှာဆိုလို့ရှိရင်ကတော့ပထမအဆုံး group တွေကို join လိုက်တာနဲ့ဒီလိုလေးတွေ့ရပါမယ်ပထမဆုံးဒီ link လေးတွေ့ရမယ်ပေါ့နော်ဒါဆိုရင်ပထမအဆုံးကတော့ Ocean တီးတန့်ပေါ့နော် Ocean တီးတန့် link လေးကိုတွေ့ရမယ်ဒီအပိုင်းမှာဆိုရင်ကတော့ကိုယ်တိုင်စပြီးတော့မှဒီရှင်းပြချက်ဗီဒီယိုတွေကိုမကြည့်ခင်မှာကိုယ်တိုင်စပြီးတော့မှဖြည့်ကျင့်ရမယ်အပိုင်းလေးပေါ့နော်ဖြည့်ကြည့်ရမယ်အပိုင်းလေးပါဒါဆိုရင်နောက်တစ်ခုကကျတော့ Ocean တွေကိုရှင်းပြထားတဲ့အပိုင်းလေးပေါ့နော်ရှင်းပြထားတဲ့အပိုင်းမှာဆိုလို့ရှိရင်မွန်းနိုင်အချီကနေဒီ reading အပြီးအထိပေါ့နော်မွန်းနိုင်တစ်ခုချင်းစီတိုင်းရဲ့ဖြည့်ပုံဖြည့်နည်းတွေ reading ရဲ့အဓိက point ထားပြီးတော့မှဖတ်ရမယ်အပိုင်းလေးတွေ reading ကိုအားလုံးဖတ်စီရမလို့ပဲနဲ့ဒီအဖြေကိုလွယ်လွယ်ကူကူနဲ့ရှာဖတ်ရမယ်နီလန်းလေးတွေကိုပါဒီ reading မိကိုမာတွေတေချာလေးရှင်းပြထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအပိုင်းမှာဆိုလို့ရှိရင်ရှင်းပြထားတဲ့ဗီဒီယိုတွေသိရမယ်ပြီးလို့ရှိရင်ကိုကကြိုးပြီးတော့မှဖြေခဲ့ရတဲ့အဖြေနဲ့ဒီရှင်းပြထားတဲ့အပိုင်းရဲ့အဖြေပေါ့နော်အဖြေကကိုက်ညီမှုရှိလားကိုတွေးတဲ့အတွေးနဲ့ကိုက်ညီမှုရှိလားဘယ်လိုမျိုးတွေးလို့ရှိရင်အဖြေကိုလေးလေးမြတ်မြတ်နဲ့ရှာတွေ့နိုင်လဲဆိုတဲ့ဆိုတာနဲ့ပတ်သက်ပြီးတော့မှကိုကနေကိုပြန်ပြီးတော့မှချိန်ပြီးကြည့်ရမယ်အပိုင်းလေးပေါ့နော်ပြီးလို့ရှိရင်က
listening note လေးပေါ့နော် listening note မှာဆိုရင်လည်းပဲဒီစကားလုံးကိုကြားလိုက်ပြီဆိုရင်ကတော့အဖြေကပြောင်းသွားနိုင်တယ်ဒီစကားလုံးကိုကြားလိုက်မယ်ဆိုရင်ကတော့အဖြေမဟုတ်ဘူးဒီစကားလုံးဆိုရင်ကတော့အဖြေဟုတ်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့မှ listening note လေးတွေကိုပေးထားတဲ့အပိုင်းလေးပါပါမယ်ပြီးလို့ရှိရင်ကတော့ listening ပေါ့နော် listening မှာဆိုရင်လည်းပဲဝန်တိုင်းတစ်ခုချင်းစီရဲ့ဖြေပုံဖြေနည်းတွေ listening ကိုနားထောင်ပြီးဆိုရင်ဘယ်လိုမျိုးစိတ်ထားရမလဲဘယ်လို note ထုတ်ရမလဲเนาะ listening ကိုနားထောင်ရင်းနဲ့ဘယ်လိုမျိုး note ထုတ်ပုံထုတ်နည်းတွေကိုဘယ်လိုထုတ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှ listening ကိုဝန်တိုင်းတစ်ခုချင်းစီရဲ့ဖြေပုံဖြေနည်းနဲ့ပတ်သက်ပြီးတော့မှရှင်းပြထားတဲ့အပိုင်းလေးပေါ့နော်ပြီးလို့ရှိရင်ကဒီ O question တင်ပေးထားတဲ့ O question မှာပါတဲ့ grammar တွေကို grammar ကို note ထုတ်ပေးထားတယ်ပေါ့နော်ဒီ note မှာဆိုရင်လည်းပဲဂျပန်လိုရောမြန်မာလိုရောribbon တွေရောပဲပေးထားတဲ့အတွက်ကြောင့်မလို့ကိုကဒီ note ကိုဖတ်လိုက်ရုံနဲ့နားလေသွားစေတဲ့အပိုင်းလေး note လေးတွေကိုထည့်ပေးထားပါတယ်ပြီးလို့ရှိရင်ကတော့ Monai Tree မှာမေးတဲ့ဒီစက်တိုဂျင်းနဲ့စတိုပီဂျီပေါ့နော်ဒီစကလုံးတွေကိုတိဆောက်ရတဲ့အပိုင်းလေးပေါ့နော်ဒီ Monai Tree မှာမေးတဲ့ဒီအပိုင်းမှာဆိုရင်လည်းပဲစကလုံးတစ်လုံးကဘယ်လိုမျိုးစကလုံးတွေနဲ့တွဲသုံးလက်ရှိလဲသူ့ရဲ့တစ်လုံးလေးမှာဆိုရင်ကဘယ်လိုမျိုးအသိပ္ပယ်ရှိလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှ note ထုတ်ပြီးတော့မှသူနဲ့ပတ်သက်တဲ့စကလုံးတွေကိုပါပေးထားတဲ့ note လေးပေါ့နော်ပြီးလို့ရှိရင်က same meaning လေးအဲဒါကြောင့်မလို့ဒီမှာဆိုရင်ဒီဥက္ကရှင်အတန်းကိုတက်လိုက်တာနဲ့ဥက္ကရှင်အပြင်စံဖွဲ့အတွက်လိုအပ်တဲ့ note တွေ grammar တွေပြီးကြလို့ရှိရင်ဒီခုတိုးပါ note တွေကိုပါရရှိမှာဖြစ်ပါတယ်ဒါဆိုရင်ကတော့ဒီ reading titan practice class မှာရောဘာတွေတင်တာလဲတစ်ချက်ရှင်းပြချင်ပါတယ်ဒါဆိုရင်ပထမဆုံးဒီ group ကို join လိုက်ပြီဆိုတာနဲ့ reading အဖြေရှာတဲ့ pattern ပေါ့နော် pattern တွေကိုကြည့်ရမယ်ဒါဆိုရင်ဒီမှာ part 1 part 2 part 3ဆိုပြီးတော့မှ3ခုပေးထားပါတယ်ဒါဆိုရင်ပထမဆုံး note ကိုဖတ်မယ်ပေါ့နော်ကိုတိုင်း note ကိုအရင်ဖတ်ကြည့်မယ်ဒါဆိုရင်ကိုနားလေထားတဲ့အရာနဲ့အဲ့ညီမှုရှိလားဆိုတာကိုဒီ note ကိုမှပြန်ပြီးတော့မှဖတ်ရင်ဒီတိုင်းဖတ်ရင်ပြီးရောဆိုတဲ့ပုံစံမျိုးနဲ့မဟုတ်ဘဲနဲ့ note ကိုပြန်ပြီးတော့မှရှင်းပြထားတဲ့ video တွေရောပါပါမယ်ဒါဆိုရင် part 1 note ကိုဖတ်ပြီးပြီဆိုလို့ရှိရင် part 1 note ကိုရှင်းပြထားတဲ့ video ကိုကြည့်ရမယ်အပိုင်းလေးပါဒါဆိုရင်နောက်တစ်ခု part 2 ကိုပြန်ဖတ်မယ်ပြီးရင်သူ့ရဲ့ရှင်းပြထားတဲ့ video ကိုပြန်ကြည့်မယ်ပေါ့နော် video ကိုပြန်ကြည့်မယ်ပြီးရင် part 3 ကိုပြန်ဖတ်မယ်ပြီးလို့ရှိရင်သူ့ရဲ့ရှင်းပြထားတဲ့ video ကိုကြည့်မယ်ဒါဆိုရင်ဒီ reading ဖြေနည်း pattern တွေကိုရသွားပြီဆိုလို့ရှိရင်皆さんတို့ဒီ reading ကိုစပြီးတော့မှထိတွေ့လိုက်တဲ့အချိန်မှာဟာ reading ကစိတ်ပြက်စရာကြီးခက်လိုက်တာပဲဆိုတော့ခံစားချက်မရအောင်လို့ပေါ့နော်ပထမဆုံးကိုယ့်အနေကိုဖြည့်ကြည့်ရမယ်အပိုင်းမှာဒီ皆さんတို့ကကိုယ်တိုင်ဖြည့်တဲ့အချိန်မှာရောပဲဒီအဓိကအချက်တွေကိုမြင်သားတတ်အောင်လေ့ကျင့်တဲ့အနေနဲ့ကျမကနေဒီ reading တပုတ်ချင်းစီတိုင်းကိုပေါ့နော်အဓိကထားဖတ်ရမယ့်အပိုင်းလေးတွေကိုမြင်သားထားပြီးတော့မှပေးထားတဲ့ link လေးရှိပါတယ်ဒီ link လေးကိုဝင်ပြီးတော့မှအရင်ကိုတိုင်းဒီ reading တပုတ်ရဲ့ရှင်းပြချက်ကိုနားမထောင်ခင်မှာအဲ့ဒီ reading ကိုကိုယ်တိုင်ကြိုပြီးတော့မှမြင်သားထားတဲ့အပိုင်းလေးတွေကိုပို့ပြီးတော့မှအာယုံစိုက်ကြည့်ပြီးတော့မှဖြည့်ကြည့်တဲ့အချိန်မှာလွယ်လွယ်ကူကူနဲ့အဖြေရမှာဖြစ်ပါတယ်အဲ့လိုဖြေလို့ရတော့တဲ့အချိန်မှာ reading ကိုကြောက်တဲ့စိတ်ပေါ့နော် reading ကိုကြောက်တဲ့စိတ်မရှိတော့ဘူးပေါ့နော်ပြီးတော့ reading ရခက်လိုက်တာဆိုတဲ့ခံစားချက်လည်းမဖြစ်တော့ဘူးပေါ့နော်ဒီလိုမျိုးမြင်သားပြီးတော့မှရှာလို့ရှိရင်အဖြေကိုပို့ပြီးတော့လင်းလင်းမြန်နဲ့ဖြေနိုင်ပါလားပို့ပြီးတော့မှလင်းလင်းမြန်နဲ့ရှာနိုင်ပါလားဆိုတဲ့ပုံစံမျိုးနဲ့ဒီမြင်သားပြီးတော့မှပေးထားတဲ့ link လေးကိုဝင်ပြီးတော့မှအရင်ဖြည့်ကြည့်ရပါမယ်ပြီးမှကိုတိုင်းဒီရှင်းပြချက် video ကိုကြည့်ရပါမယ်ရှင်းပြချက် video ကိုကြည့်တဲ့အချိန်မှာလည်းပဲကိုတွေးထားတဲ့အဖြေနဲ့ကိုက်ညီမှုရှိလားကိုကဘယ်လိုမျိုးတွေးလိုက်လို့ဒီအဖြေကမှားသွားတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှကိုကနေကိုပြန်ပြီးတော့မှချင့်ချင်လို့ရမယ်အပိုင်းလေးဆိုပြီးတော့မှဒီလိုနီလန်နဲ့ reading practice club မှာဆိုရင်ဒီလိုနီလန်နဲ့လေ့လာရမှာဖြစ်ပါတယ်ဒါဆိုရင်ကတော့အတန်းတစ်ခုရဲ့အသေးစိတ်ကိုသိချင်နေဆိုရင်ကတော့ဒီ video post ရဲ့အပေါ်မှာ link လေးချပေးထားပါမယ်ဒီ link တွေကိုဝင်ပြီးတော့မှအသေးစိတ်ဖတ်ကြည့်လို့ရပါတယ်ဒါဆိုရင်တော့皆さんနောက်ထပ် video မှာပြန်ပြီးတော့မှတွေ့ကြမယ်နော်皆さん最後まで見てくれて本当にありがとうございました。じゃあまたね